မင်္ဂလာပါခောက်တင်လို့ရတဲ့စင်လေးတစ်ခုကျွန်တော်လုပ်ကြည့်ပါမယ်ပထမဆုံးအနေနဲ့အဲ့ဒီရေချိန်တို့ပြီးတော့ဒီကျွန်တော်သူ့ရဲ့ထောက်ပေါ့နော်အဲ့ဒီထောက်လေးကကျွန်တော်ဒီတာမန်ထောက်တော့မဟုတ်ခောက်လို့ရတယ်ခောက်လို့ပြုလို့ရတယ်ပြီးရင်ကျွန်တော်ဒီ wall plate ပြီးတော့ကျွန်တော်စူးသွားတွေလိုမယ်ဒါတော့ကျွန်တော်ဒီတန် wall plate ပေါ့နော်ဒီတန် wall plate တွေကကျွန်တော်ဘာကြောင့်ထည့်တာလဲဆိုတော့နည်းနည်းပို့ပြီးတောင်းအောင်ပါရေချိန်လိုပါမယ်ဒါတော့ကျွန်တော်စောနာပြောတော့ကြတဲ့ wall plate ရဲ့စကူရေပါပြီးတော့ဒီကျွန်တော်တို့ခန်းကြီးလိုပါမယ်အရင်ဆုံးကျွန်တော်ဒီမှာသူ့ဒီမကင်လေးပေးပါမယ်ဘယ်နှပေါက်ဖောက်မယ်တော်တော်စုပေါင်းမှာ6ပေါက်ပါတယ်ဗောနော်အပေါက်ကြီး2ပေါက်အပေါက်သေး4ပေါက်ပါပါတယ်ပြီးတော့ကျွန်တော်ဆောနာပြထားတဲ့တန် wall plate လေးထည့်ပါတယ်ဒါလည်းပို့ပြီးတော့မှတောင်းလို့ပါဒီမှာတော့ကျွန်တော်တန် wall plate ကို2လုံးသုံးထားတယ်ပြီးတော့ဒီကျွန်တော် core wall plate ကိုကျွန်တော်4လုံးသုံးထားတယ်ပေါ့နော်ဒီတန် wall plate တွေကကျွန်တော်တခြား wall plate နဲ့မတူတာတော့ဒီကျွန်တော်တို့တီတွေနဲ့ကြက်ရတာပေါ့နော်ခွင်းတွေကွာနဲ့ကြက်ရတာဖြစ်ပါပို့ပြီးတော့မှမာတာပေါ့နော်ဘေးနာအပေါက်သေးတွေကိုတော့ကျွန်တော်ဒီရိုးရိုးစကူနဲ့ပဲလိုက်ချက်ပါတယ်ရိုးရိုး wall plate ရိုးစကူနဲ့ပဲလိုက်ချက်ပါတယ်ဒါဆိုလို့ရှိရင်ဒါကျွန်တော်ဒီတစ်ဖက်ပြီးသွားပြီပေါ့နော်ဒါတော့ဒီကျွန်တော်နောက်ထပ်တစ်ဖက်ကိုထပ်တက်တာပေါ့နော်ဒါလည်းစောနာဒီပြီးတော့တဲ့တစ်ဖက်လိုပဲမကင်ပေးမယ်အပေါက်ဖောက်မယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ရေချိန်နဲ့တက်မတဲ့ပြန်တိုင်းမဲ့စက်ကူတွေစုပ်မယ်ဒီခွင်းတွေကနေကြက်မယ်ပေါ့နော်ဒီမှာတော့ကျွန်တော်အဓိကဒီ doubt တက်တဲ့ဟာကိုပဲကျွန်တော်အဓိကပြတာဗောနော်အပေါ်ဒီအပြားကတော့ကိုကြိုက်တာတက်လို့ရတယ်ရှစ်ထပ်သားတက်လည်းရတယ်ငါးထပ်သားတက်လည်းရတယ်ကိုကြိုက်တဲ့ဟာကိုတက်လို့ရကျွန်တော်တို့ဒီမှာရှစ်ထပ်သားဖြစ်မယ်ထင်တယ်အကောင်လေးကျွန်တော်ဆေးမှုတ်ပြီးတက်ထားဗောနော်ကဲဒါဆိုတော့ပြီးသွားပြီဗောနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူကျွန်တော်ခောက်လို့ရတဲ့ဟာလေးကျွန်တော်ပြထားတယ်ဒီမှာဆိုတာခောက်လို့ရတယ်ဘယ်လောက်ခိုင်လဲမာလဲကျွန်တော်ဒါထုပြထားဗောနော်ဒါဆိုရင်ကိုကြိုက်တဲ့စာအုပ်ကလေးတွေတော့၎င်းဖုန်းတွေတော့၎င်းကိုကြိုက်တဲ့အယုတ်တွေတော့၎င်းဒါကိုတင်ထားလို့ရတယ်ဗောနော်မလို့အဲ့လည်းကိုခဏဖြုတ်ပြီးတော့မှခောက်ထားလို့ရတယ်လေမရှုပ်တော့ဘူးနော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဆက်တွေ့ပါမယ်